နော်ကကြောက်လို့ကြပြားရေးပြတာများအရင်လဲစာဖတ်တယ်ပြီးကြပြားစာအုပ်တွေပါရှောက်ထုတ်လိုက်တည်အဲ့လိုဆိုတော့ဟိုအရင်ပူရေးပြပါရေးပြတယ်ဆိုတော့ကျွန်တော်လို့တချို့စာသားတွေပါကြ idea ရရင်လို့ notes ထဲမှာရေးပြတယ်ပေါ့ကျွန်တော်လို့စောက်တိုင်းအရေးပြတော့ iPhone notes တွေပဲရေးပြတယ်မဟုတ်ပါဘူးအဓိကကျွန်တော်ရှက်တယ်လို့ပါပုံမှန်လည်းရှက်တယ်တော့လေစားစာတော့ဟိုအိမ်ကဟိုချက်တာတော့ကျွန်တော်လို့အပြင်စာတော့နည်းနည်းပို့ကြိုက်တယ်အပြင်မှာဝယ်စားတော့မှာဟိုအနေနဲ့ဒုတ်ထူးအစာတည်ရမှာအပြင်ကအစာတွေပို့ပြီးကြိုက်တာအပြင်စာပဲပို့စားပြပါဟုတ်ကဲ့ပါဟိုတမင်းငတ်တဲ့နေရာငတ်ဟိုသွားစရာမရှိတဲ့နေရာအဲ့လိုမရှိနေအဲ့လိုဖြစ်တာပေါ့ဟိုနောက်ပိုင်းမှသာတဖြည်းဖြည်းနဲ့ပေါ့ကျွန်တော်လည်းမပြောတတ်ဘူးချင်းနေရဘယ်လိုပြောင်းလဲသွားမှမသိဘူးလို့အဆင်ပြေလာတယ်ပြီးတော့ပိုလှလာပြီပေါ့နေရအဲ့လိုဖြစ်လာရုံရင်းကန်ရင်းနဲ့ပဲအဆင်ပြေလာတယ်ပေါ့နော်အဆင်ပြေလာTeam Radio ရဲ့ Live Goes On ညနေခင်းတိုင်းထုတ်လွှင့်တင်ဆက်မှုအစီအစဉ်ကိုပေါ်ရာအားလုံးကနားထောင်နေရတာပါအခုဆိုတော့အချိန်က3နာရီနဲ့7မိနစ်ရှိသွားပါပြီဟုတ်ကဲ့ပါအဲ့တော့လေဒီနေ့ရဲ့ဒါ interview session မှာဆိုလို့ရှင်တော့လေလို့ Just Gabby ကိုဖိတ်ခေါ်ထားပါတယ်ဟုတ်ကဲ့ပါဆိုတော့ Gabby ကလည်း Team Radio Studio ကိုရောက်နေပါပြီ Gabby ရေတွေ့ရဝမ်းသာပါတယ်တွေ့ရဝမ်းသာပါတယ်ဟုတ်ကဲ့ပါအဲ့တော့ဒါပရိသတ်တွေကိုလည်းနှုတ်ဆက်စကားလေးပြောပြပါအောင်ဟုတ်ကဲ့ကျွန်တော်ကဟိုအကုန်လုံးကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်ပြီးတော့မင်္ဂလာပါဟုတ်ကဲ့ဟုတ်ကဲ့ပါဆိုတော့ဟိုပေါ့နော်လက်တလုံးမှာဂက်ဘီဘာတွေလုံးဖြစ်နေရဆိုတော့လဲပရိသတ်ကိုအသိပေးပါအောင်ဟုတ်ကျွန်တော်အခုကဟိုတချင်းအသစ်တွေပေါ့တချင်းအသစ်တွေပို့ပြီးတော့ single release အနေနဲ့တင်ဖြစ်ဖို့ပေါ့အဲ့ဒါလေးလုပ်နေပါတယ်ပြီးတော့နောက်နှစ်ထဲအစောပိုင်းပေါ့evan လေးထွက်နိုင်အောင်လုပ်နေပါတယ်ဟုတ်ကဲ့ပါဆိုတော့တချင်းဒါ single တချင်းလေးအရှိမှလဲဟိုတောက်လျှောက်တော့ဒါ easy ကိုလည်းတွေ့နေရတယ်ပေါ့နော်ဆိုတော့ဟို music video တွေဘာတွေရောရိုက်ထားတွေဘာရှိသေးလားရှိရဒါပေမဲ့ဟိုရိုက်ပြီးသားလည်းရှိရဆိုတော့မတင်ပြဘူးကျွန်တော်အကျင့်ဖြစ်နေရလားမတင်ပြဘူးအတင်ကျင်တဲ့အချိန်ကြောင်းမှာပဲတင်ပြမှာပေါ့အော်ဟုတ်ကဲ့ဟုတ်ကဲ့ပါအဲ့တော့မကြခင်မှာလည်းဒီ album ထွက်ဖို့လုပ်နေရဆိုတော့ဒါ featuring တွေဘာတွေခေါ်ထားတဲ့သူရောရှိလားဆိုဖို့ရှိရဆိုတော့အရင်လောက်တော့မများတော့ဘူးပေါ့အရင်လောက်မများတော့အခုဟို single တယောက်တည်းပဲ solo တွေပဲများပါပါဟုတ်ကဲ့ပါဆိုတော့ဒါ Gabby အနေနဲ့ပေါ့နော်ဒါလွန်ခဲ့တဲ့ဒါတစ်နှစ်ကျော်လောက်ကထွက်ထားတဲ့ဒီ Fauna Magazine ဆိုတဲ့အခွေနဲ့ပတ်သက်ပြီးတော့လဲဒါပရိသတ်တွေသိချင်နေကြရပေါ့နော်ဆိုတော့ဒီအခွေနဲ့ပတ်သက်ပြီးတော့လဲပြောပြပေးပါအောင်အခွေကကြားတော့ကြားပါပြီနှစ်နှစ်လောက်ရှိပြီဆိုတော့ဟိုအခွေကဟိုဘယ်လိုပြောရမလဲအရင်လည်း promo အဲ့ဘာတေချာမလုပ်ခဲ့ဘူးမလုပ်ခဲ့ဘဲဒီတိုင်းပဲထွက်ဖြစ်လိုက်တယ်အဲ့ဒါကိုကြိုက်တယ်ဆိုတော့ပြောတာတခုပဲရှိပါတယ်ဟုတ်ကဲ့ album title ရောဘယ်လို idea နဲ့ပြေးပြသွားလဲ album title မှာလူငယ်တည်ရမလားပုံအပ်ကကြတော့ဟိုလူငယ်ဒီဘက်မှာဟိုပုံအပ်ကြည့်ရပါညာအဲ့ရနေကျွန်တော်အဲ့လိုယူလိုက်တာပေါ့မကင်စီကတော့အဲ့လိုမြို့တစ်မြို့ပေါ့သူကနေမထွက်ဘူးတစ်နှစ်လုံးနေမှာအဲ့တော့အဲ့မျိုးလေးကြိုက်တယ်ဆိုတော့လို့ပေါင်းပြီးတော့ပေးလိုက်တာပေါ့နော်ဆိုတော့Gabby ကဒါဟို magazine မျိုးကိုလည်းဒါ inspire ယူထားရဲဆိုတော့အလင်းရောင်တွေပါတယ်တိတ်မကြိုက်တဲ့သဘောလားအဲ့လိုတော့မဟုတ်ကျွန်တော်လင်းရောင်တားကြိုက်တာကျွန်တော်မနေ့ဆိုရင်တော့နေရောင်ရမှရတာအဲ့လိုမျိုးတချို့ဆိုလို့ရှိရင်ဒါနေပူတာတွေပါမကြိုက်ဘူးမခံနိုင်ဘူးတွေပါရှိရဲဟုတ်ကဲ့ဆိုတော့ဒါဟိုပေါ့နော်ဟို Gabby ရဲ့တချင်းတွေထဲမှာဆိုလို့ရှိရင်လည်းပရိသတ်အရန်လူပြောများတာအရန်ကြိုက်တာဆိုတာမင်းနာမည်နဲ့အစိုးရတော့ Oh Jesus Beautiful Travels တို့ဆိုလို့ရှိရင်ပရိသတ်အရန်ကြိုက်တယ်ပေါ့နော်ပြီးတော့ဒီတချင်းတွေကနေလည်းဒါ Gabby ရဲ့ style တစ်ခုဖြစ်လာတယ်လို့လည်းဒါခံစားရတယ်ပေါ့ဆိုတော့ဒီတချင်းတွေနဲ့ပတ်သက်တဲ့အမှတ်တရတွေရှိရင်လည်းပရိသတ်တွေကိုပြောပြပေးပါအောင်ဟိုအဲ့တချင်းနေအဲ့လိုပါပဲအရန်ကြာပြီးတော့တကယ်ပြောရင်ကျွန်တော်တို့တချင်းနေနဲ့ပတ်သက်အဲ့လိုအမှတ်တရတွေကောင်းတယ်တိတ်မရှိဘူးဒီတိုင်းပဲဒီနောက်ပိုင်းမှာဒါအဲ့လိုတေချာကြီးကောင်းတယ်လို့အမတ်တရကြီးဖြစ်လာပေါ့အရင်တော့ကကျတော့တိတ်မရှိဘူးအမတ်တရကြီးဟိုမင်းနဲ့မင်းနဲ့ဆိုလဲရေးတယ်ဒီတိုင်းပဲအဲ့ကကြာပါပြီ3နှစ်ကျော်လောက်ဆိုတော်တော်ကြာပြီနော်ဟုတ်တယ်ဒီပေါ်မှာပဲဟိုနားထောင်တဲ့လူတွေကအမတ်တရဖြစ်ကြတာပါသူမှတ်မိပြီးတော့အဲ့လိုမျိုးဖြစ်ကြများပါတယ်ဟုတ်ကဲ့ပါအခုဟိုဗာလဲ Double J နဲ့တွဲပြီးတော့ collab လုပ်ထားတဲ့ဒီ wine တချင်းတွေကစာသားလဲဒါပြိတ္တတော်များကြိုက်ကြတယ်เนาะဒီမင်းပန်းမဲခုခုလမ်းမဲခုခုခရီးဆိုင်ပါဆိုတဲ့စာသားပေါ့เนาะအဲ့တော့ဒါ Gabby အနေနဲ့ရောဒီလိုမျိုးတချင်းရေးတဲ့အခါအဲ့လို idea လေးဘယ်လိုမျိုးရလဲဘယ်လိုထည့်ပြတာလဲပေါ့
စာသားလေးတွေကအဲ့လိုတကြောင်ဆိုတကြောင်လို့ပြိသက်နားဆွဲလွယ်တယ်ပေါ့နော်ဟုတ်အဓိကကျွန်တော်ကကြောက်လို့ကြပြားရေးပြတာများအရင်လည်းစာဖတ်တယ်ပြီးကြပြားစာအုပ်တွေပါရှောက်ထုတ်လိုက်တည်အဲ့လိုဆိုတော့အရင်ပူရေးပြပါတယ်ရေးပြတယ်ဆိုတော့ကျွန်တော်လို့တချို့စာသားတွေပါကြ idea ရရင်လို့ notes ထဲမှာရေးပြတယ်ပေါ့ကျွန်တော်လို့စောက်တိုင်းရေးပြတော့ iPhone notes တွေပဲရေးပြတယ်တခါလေးကြာရင်ကြတော့အဲ့ notes ကိုမဖတ်ဘဲနဲ့တချင်းရေးရပေါ့အမေခါလေးကြာရင်ကြတော့လေအရင် idea ခန်းတဲ့အချိန်တွေရှိရလေအဲ့လိုအချိန်ကြီးကြာရင် notes တွေပြန်ဖတ်ပြီးတော့အဲ့လိုပြန်ထည့်ပြတာပေါ့အဲ့လိုဒါပေမဲ့အဲ့စာသား notes ရစာသားပါအဲ့လိုတစ်ခေါက်idea ရပြီးရေးတိုင်းတချင်းကိုဂျင်မီနဲ့လုပ်ဖြစ်နေမှာအဲ့လိုပြန်ထည့်လိုက်တာပါဟုတ်ကဲ့ဆိုတော့ဒါdiary လိုမျိုးမှာ notes ထဲမှာရေးရဲဆိုတော့နေ့တိုင်းရေးပြတာလားဒါမှမဟုတ်အဲ့လိုမျိုးထူးထူးခြားခြားနေ့တွေမှာရေးပြတာလားနေရတော့လည်းမရေးပြပါအစိတ်ကူးပေါက်မှလို့တတ်ရေးရပေါ့အဲများတော့များပါတယ်တော်တော်များရေးပြတယ်ဟုတ်ဆိုတော့ဝမ်းနေတဲ့အချိန်မှာရေးရများလားပျော်တဲ့အချိန်မှာရေးရများလားပျော်တဲ့အချိန်ပေါ့ပျော်တဲ့အချိန်များကျွန်တော်ကဝမ်းနေအစရလည်းပျော်ပဲနေတတ်တယ်လို့ဆိုတော့မနှက်ဆိုနေအောင်ကြည့်ရမှာလို့ဝမ်းနေဆိုကျွန်တော်ဘာလုပ်လို့မရဘူးတချင်းလည်းမရေးဘူးပျော်မှပဲရှိရကိုရိုင်းအဲ့လိုမျိုးဝမ်းနေရတော့ဒီလိုမျိုးစိတ်ခံစားချက်မကောင်းတဲ့အချိန်တွေဆိုလို့ရှိရင်အဲ့ဒီခံစားချက်ကိုကြမဖြစ်အောင်ပေါ့နော်ဘယ်လိုအချိန်တူတွင်းနဲ့မြန်ကြောဖြတ်နိုင်အောင်ဘယ်လိုမျိုးလုပ်လဲဘယ်လိုမျိုးဖြတ်တန်းလေးရှိလဲtherapist ပဲကိုဖြတ်တန်းတဲ့ပုံစံအောင်ပေါ့တဲ့ပရိသတ်တွေထဲမှာလည်းအခုနောက်ပိုင်းဆိုရှင်တို့ depression ဝင်တာတွေရမ်းများကြရဲဆိုတော့လေသူတို့လည်းဒါကိုဖြတ်တန်းပြတဲ့ပုံစံကို sharing လုပ်ပေးရင်းနေပေါ့တခြားလူတော့မသိဘူးပေါ့ကျွန်တော်ကအဲ့လိုအလဲလဲမရှိမှဘာညာဆိုတော့ကိုတခုဖြစ်နေကိုကတည်ရဟောဒီလိုဖြစ်နေတယ်စိတ်ညစ်နေတယ်သုံးဖို့လို့ကြုံတွေ့နေရတယ်ပေါ့အဲ့တော့ဒါကိုတည်ခြင်းရပဲသိရမလားဒီလိုဖြစ်နေလို့ငါဝမ်းနေနေရအဲ့တော့တခါလေကြာရင်လည်းအရင်မထိန်တော့ပါဘူးဘယ်လိုလဲကိုဖြစ်နေတဲ့ခံစားချက်ကဝမ်းနေရဆိုလဲဝမ်းနေတာကိုပျောက်အောင်ဘာမှလုပ်လို့မရဘူးလေအဲ့တော့ဝမ်းနေဆိုလဲဒါဒီခဏလေးမှဝမ်းနေလိုက်မယ်ဒီလိုမျိုးပဲဖြတ်တန်းပါတယ်လက်ခံပြီးတော့ပဲဖြတ်တန်းပြတာပေါ့အကျိုးအကြောင်းဆင်ခြင်လိုက်တာပါနော်ဟုတ်ကဲ့ဆိုတော့ Gabby တချင်းတော်တော်များများမှာဆိုလို့ရှိရင်ဒါ collaboration တချင်းလေးအများကြီးတွေ့ရပါတော့အရင်တော့ကလည်းဒါ Gabby လည်းပြောခဲ့ဒါ collaboration တွေ featuring တွေအများကြီးအဲ့လိုမျိုးဆိုပြစ်တာတွေများတယ်ပေါ့နော် Gabby တချင်းမှာလည်း featuring တွေပါလို့ Gabby လည်း featuring ဆိုပြစ်တာတွေများတယ်ပေါ့ဆိုတော့အဲ့လိုမျိုး collaboration တွေလုပ်တဲ့အခါမှာဆိုရင်ငေါဘလို့အချက်တွေကိုကြည့်ပြီးတော့အဲ့လို collaboration တွေအတွက်လက်ခံပြလဲအဓိကကိုနဲ့ line မဲ့အရာပေါ့ဆိုမဲ့လူနဲ့လည်းပြီးတော့အဓိကတချင်းပါပဲအဓိကပို့ပြီးကြတာlive ဖတ်တဲ့လူဆိုတာတချင်းကအဓိကပို့ကြရပေါ့ကျွန်တော်မှလည်းလှုပ်ချင်တဲ့တချင်းတွေရှိတယ်ကျွန်တော်လှုပ်ချင်တဲ့ artist တွေလည်းရှိတယ်သို့တော့ကျွန်တော်ကြိုက်တဲ့ artist ကသူနဲ့မ live ဖတ်တဲ့တချင်းကြလဲကျွန်တော်မလှုပ်ချင်ဘူးသူကလည်းလှုပ်ချင်မှာမဟုတ်အဲ့လိုမျိုးပေါ့အဲ့လိုဆိုတော့တရားကလို့လာပြောရဆိုရင်ကျွန်တော်ကသူအရင်ကလှုပ်ခဲ့တာကြီးကြည့်တယ်သို့မဟုတ်သူကအရင်ကတော့တမျိုးလှုပ်ခဲ့တယ်သို့တော့ကျွန်တော်နဲ့တွဲလှုပ်တဲ့အချိန်မှာကျသူကအရင်ကသူလှုပ်ခဲ့တာနဲ့မတူတဲ့အရာမျိုးလှုပ်ချင်တယ်ဘာညာဆိုရင်အဲ့လိုကြည့်လိုက်တာပေါ့အဲ့လိုဒီကြလေးကြည့်ပြီးတော့မှအဲ့လိုမျိုးလှုပ်ဖြစ်တာပါဟုတ်radio ကဲအဲ့တော့ဒါပရိသတ်တွေကလည်းဒါ Gabby လာမယ်ဆိုပြီးတော့လည်း post တင်တာတော့ပရိသတ်တွေလာပြီး comment တွေပေးထားရရှိရပေါ့နော်ဒါတယောက်ဆိုလို့ရှင်လည်းဒါ Gabby ပဲမြနေရဘယ်သူအတွက်လဲဆိုပြီးတော့ရေးထားပါတယ်ဖြေပေးပါဦးမဟုတ်ပါဘူးဒီကကျွန်တော်ရှက်တက်လို့ပါပုံမှန်နဲ့ရှက်တက်တော့လည်းပဲမြမဟုတ်ရှက်တက်တာရှက်တဲ့ပုံစံကပဲမြသလိုပြောရပါတော့ပြီးတော့နောက်ထပ်Daisy ဆိုတဲ့ comment ပိုင်ရှင်ကကြတော့အကိုရဲ့အတန်လေးကရင်ထဲကိုထိစီတယ်တဲ့ comment ရေးထားပါတယ်ကျေးဇူးပါနောက်ထပ်တက်ကကြတော့ John Jimin ပေါ့နော်သူကဘာကြီးထားဆိုအားပေးနေပါတယ်ရှင်တဲ့အခုဘာတွေလုပ်ဖြစ်နေလဲဘာအစားစားရတာကိုကြိုက်လဲသိချင်ပါတယ်တဲ့တချင်းတွေကတော့ပုံမှန်လုပ်ဖြစ်ပါတယ်စားစားတော့အိမ်ကချက်တာတော့ကျွန်တော်အဲ့လိုအပြင်စားတော့နည်းနည်းပို့ကြိုက်တယ်အပြင်မှာဝယ်စားတော့မှာ
အနေနဲ့ဒုတ်ထူးအစားတည်ရမှာအပြင်ကအစားကြီးပို့ပြီးကြိုက်တယ်အပြင်စားပဲပို့စားဖြစ်ပါတယ်ဟုတ်ကဲ့ပါနောက်တစ်ခုကနောက်တစ်ယောက်ကနန်းချယ်ရီတဲ့သူကတခုပြောချင်ပါတယ်တဲ့အသေးကွဲ rap တွေမရွတ်ပါနဲ့တဲ့ကြီးစားမရှိတဲ့ညီမတော်အကိုရဲ့အသေးကွဲ rap တွေနားထောင်လိုက်ရင်အသေးကွဲသလိုခံစားရလို့ပါတဲ့ကိုကိုနှစ်သိမ့်ပေးမဲ့လို့မရှိလို့တဲ့စိတ်ရွတ်နေမယ်ဆိုရင်တော့တာဝန်ယူရလိမ့်မယ်တဲ့အပေးနေပါရှင့်နဲ့အဲ့တော့ဒီထက်မကအောင်မြင်ပါစေလို့ပြောထားတယ်အသေးကွဲတချင်းနေပေါ့အရင်တော့ပို့ပြီးရေးပြတာပေါ့အများရေးပြတယ်အခုတော့နည်းအသက်နည်းနည်းကြီးလာကြအခုကျတော့မိသားစုအကြောင်းတွေဘာညာပို့ရေးပြတယ်ဒါပေမဲ့လည်းအဲ့လိုပြန်ပြီးတော့မူပါကြတော့လူကတော့အမြဲအဲ့လို positive ပဲသွားပြီမယ်အဲ့လိုရေးရင်တော့တချင်းအဲ့လိုအသေးကွဲတချင်းပဲများနေရောဟုတ်အဲ့လိုဖြစ်နေအဲ့အောင်ပြောမလို့ကိုကနေရောင်ကြီးလဲကြိုက်တယ်အဲ့လိုပြောနေရလဲကြိုက်ပေမဲ့တချင်းဆိုလို့ရှိရင်လုံးဝအသေးခွဲတချင်းမှာလုံးဝဆူရဲဘက်ကိုသွားတာဆိုတော့နော်အဲ့လိုမျိုးလေးရောဖြစ်နေဒါမရက်လို့ရှင်တာနန်းချယ်ဆိုတယောက်တောင်းဝင်သွားတာကဲနောက်ထပ်တယောက်ကကြတော့ရှားတစ်ပွင့်ပေါ့နော်သူကဘာကြီးထားဆိုတော့တိုးဝေးပြန်လက်တဲ့က rap တွေကိုကြိုက်ပါတယ်လို့တဲ့စာသားလွန်းလွန်းလေးထပ်ရေးပေးပါအောင်လို့ဆိုရေးထားပါတယ်ဟုတ်ကဲ့ဒါကတိုးဝေးပြန်ရက်တော့မဟုတ်ပါဘူးတိုးဝေးပြက်ရေးပါတော့တိုးဝေးပြန်ရေးဟောဒါသူရေးထားတာပေါ့နော်ဟုတ်ကဲ့ဟုတ်တကယ်ကတချင်းကျွန်တော်လည်းမတင်တာတချင်းထွက်တာတော့2နှစ်လောက်ရှိပြီအဲ့လိုတချင်းက leak နေနဲ့ပဲအဲ့လိုထွက်သွားတာပေါ့တော့အခုချိန်ထိလည်း audience အကုန်လုံးနှီးသွားပါပဲအဲ့လိုတိုးဝေးပြန်ရက်ဆိုပဲသူကတီးအောင်ကျွန်တော်လည်းမရှင်းပြဖြစ်ဘူးအဲ့လိုဖြစ်နာမည်အရင်ကကြတော့တိုးဝေးပြက်ရွေပါတိုးဝေးပြက်ရွေဟုတ်ကဲ့ပါဆိုတော့တခုနောက်ထပ်သိချင်တာကြောင့်ဒါတချင်းတွေမဆိုခင်ကပေါ့နော်အရင်တော့ဆိုရင်ဂက်ဘီအနေနဲ့ဘာတွေလုပ်ဖြစ်ခဲ့လဲထွေထူးထူးတော့မရှိပါဘူးကျောင်းတက်တယ်ပြီးတော့စာဖတ်တယ်ပြီးစာရေးပေါ့စာရေးအရင်တချင်းမဆိုခင်ကကြာလို့ကျွန်တော်အဲ့လိုစာရေးတော့ကြပြရေးရအဲ့လိုမျိုးပါပဲအထွေထူးတော့မရှိပါဘူးအဲ့ဒါ music ကိုပဲဒါဒီဇိုင်းမမတ်ဘယ်အချိန်ကစပြီးလုပ်ဖြစ်ခဲ့ရလဲကျွန်တော်ဟောလောက်ပေါ့စဉ်းစားတတ်လောက်ပြမလဲဆိုကျွန်တော်ကျောင်းဆယ်ရန်ပီရဲ့အချိန်လောက်ကလောက်ပြတာပေါ့သူတော့သူလောတချင်းအဲ့တော့တချင်းလောက်တာပျော်လို့ပေါ့လို့ရမ်းမျောလေးချက်ထားပြီးတော့လုံနေရမျိုးမရှိပါဘူးအဲ့လိုမျိုးထားပြီးလောက်ပြတာကြဒီအရင်2နှစ်လောက်ကမှာပေါ့ကျွန်တော်အိမ်ပေါ်ဆင်းလာပြီးတော့မှဒါပဲလောက်တော့မယ်ဆိုပြီးတော့အရင်2နှစ်လောက်ကစဖြစ်ပါတယ်ဟုတ်ကဲ့ဆိုအဲ့မိကုန်းအောင်ထည့်ထားတဲ့Facebook ပေါ်မှာလည်း Gabby တင်ထားတဲ့ post တခုတွေ့လိုက်တယ်ဆိုတော့ဘလို့ဖြစ်လို့အိမ်ပေါ်ကဆင်းပြစ်သွားလဲဒီကကိုဗစ်တွေလည်းဖြစ်တော့ကျွန်တော်အကြောင်းတွေလည်းနားရအဲ့လိုအချိန်တွေမှာလို့ကျွန်တော်မိသားစုနဲ့ပေါ့မိသားစုကကျတော့ဒီမှာမနေရတဲ့အဲ့လိုနိုင်ငံခြားတော့ဘာလို့သွားစီခြင်းလဲပညာရေးအဲ့လိုမျိုးလုပ်စီခြင်းလဲဆိုတော့ကျွန်တော်ကြရတာကိုတိတ်မပြောကျွန်တော်တချင်းလုပ်ပြီးတော့အေးဆေးနေနေတာဆိုတော့အဲ့မှာနည်းနည်းလေးပြဿနာလေးနဲ့တက်သွားပေါ့အဲ့ဒါနဲ့ပေါ့ဆင်ဒါပေမဲ့အခုတော့အဆင်ပြေပါတယ်အဲ့ဒါပြန်အဆင်ပြေသွားပြီပေါ့အဲ့နဲ့နေတာတော့တယောက်တည်းပဲဟုတ်နေတာတယောက်တည်းဒါဂဘီဇာတိရောဘယ်ရလဲကျွန်တော်ဇာတိကမကွေးရမကွေးရအညာသားပါဟုတ်ကဲ့ဆိုတော့ဘိုင်ပြောဒါအိမ်နဲ့အဆင်မပြေဖြစ်ပြီးတယောက်တည်းအိမ်မွားနေဆင်းခဲ့တဲ့အခါမှာဒါတယောက်တည်းရက်တည်ခဲ့ရတဲ့အချိန်ကြီးရှိခဲ့တယ်ဆိုတော့ဗောနော်တယောက်တည်းရက်တည်ရတဲ့အခါမှာဘယ်လိုအခက်အခဲတွေကြုံခဲ့ရသေးလဲအများကြီးပါဘယ်လိုလဲဆိုတော့ပုံမှန်ပါပဲဒီတိုင်းလူငယ်ကိုစရုံးပြီးကိုချောက်ကိုရက်ပြီးဆိုရင်ကြုံရတဲ့အခက်အခဲတွေပါပဲကျွန်တော်လည်းလို့စဆင်းတော့ကတော့ပူပြီးခတ်တာပေါ့ဒီချင်းနေလောက်လည်းမရောက်သေးဘူးဆိုတော့တမင်းငတ်တဲ့နေရာငတ်သွားစရာမရှိတဲ့နေရာအဲ့လိုမရှိနေအဲ့လိုဖြစ်တာပေါ့နောက်ပိုင်းမှသာတဖြည်းဖြည်းနဲ့ပေါ့ကျွန်တော်လည်းမပြောတတ်ဘူးချင်းနေရဘယ်လိုပြောင်းလဲသွားမှမသိဘူးလို့အဆင်ပြေလာတယ်ပြီးတော့ပိုလှလာပြီပေါ့နေရအဲ့လိုဖြစ်လာရုံရင်းကန်ရင်းနဲ့ပဲအဆင်ပြေလာတယ်ပေါ့နော်အဆင်ပြေလာဟုတ်ကဲ့ပါဆိုတော့နောက်ထပ်ပြီးတော့မေးချင်တာကြတာ music genre တွေအများကြီးပေါ့နော်အဲ့ထက်မှာဘယ်အမျိုးအစားကိုခဲ့ပြီးဆိုရတာအကြိုက်ဆုံးလဲကျွန်တော် rap ပေါ့ကျွန်တော် rap ဒါပေမဲ့ကြိုက်တဲ့မျိုးစားရလို့တော့တိတ်မရှိဘူးအကုန်လုံးဒီပါကြိုက်ရပြီးတော့အသက်နည်းနည်းကျွန်တော်ဒီတက်ရရောက်တော့ကြတယ်ပို့ပြီးတော့rap ငယ်ကတော့ rap ဒီပဲနားထောင်တာဒါပေမဲ့ကြီးလာတော့ကျတော့အကုန်နားထောင်ပြတ်တယ်အကုန်လုံးလည်းကြိုက်ရဟုတ်ကဲ့ပါဆိုတော့ကိုဆိုနေကြပုံစံမျိုးမဟုတ်ဘဲနဲ့အဲ့လိုတခုခွဲထွက်ပြီးတော့ဆိုရမယ်ဆိုရင်ဘယ်လိုအမျိုးစားမျိုးကိုစမ်းကြည့်ခြင်းလဲ
melody ပေါ့ကျွန်တော်အတန်ဟို rap ပဲရ melody မရတော့ဟိုစူကြည့် try ကြည့်ကျင်တယ်ပေါ့အဲ့လိုဟုတ်ဘယ်ပြောလို့ရမလဲเนาะစိုးကြည့်ပြီးတော့မှလည်းအဆင်ပြေလဲပြေသွားမှာပေါ့เนาะဟုတ်တယ်ဟုတ်ဒီကဟိုကျွန်တော်တို့ဘက်မှာကျတော့တချို့ကျတော့ melody အခုစုံနေတဲ့လူတွေမှာလည်းတချို့ကဟို rapper နေလာတာကွာ rap ဆိုရယ်ဆိုရင်းနဲ့မှနောက်ကျတော့ဒီဘက်ကိုပြောင်းတယ်ပေါ့အဲ့လိုမျိုးဆိုတော့ကျွန်တော်လည်းနောက်ကျရင်လို့ပြောင်းတော့ဟုတ်ကဲ့ပါဆိုတော့ဂက်ဘီဆိုလို့ရှိရင်ဟိုတချင်းတွေဟိုလွန်ခဲ့တဲ့2နှစ်3နှစ်လောက်ကတောက်လျှောက်ထွက်ခဲ့ရတဲ့အများကြီးပေါ့နော်ဆိုတော့ဟိုအဓိကတော့တချင်းတွေကဒါဟိုပရိသတ်တွေကနားထောင်ခြင်းလို့ဂက်ဘီတချင်းဆိုပြီးရှာကြည့်မှဒါအော်ဒီချင်းကောင်းလိုက်တာပါညာအဲ့လိုမျိုးပေါ့နော်ဆိုတော့ဟိုတချင်းတွေ promotion မလုပ်ဖြစ်တာရောဘာကြောင့်ဖြစ်မလဲအဲ့လေတိတ်တော့မသိဘူးဟိုဘယ်လိုပြောမလဲpromo လုပ်တယ်ဆိုတာဘယ်လိုမျိုးလဲကျွန်တော်တိတ်နားမလဲဘူးသိရမလားဟိုတချင်းကျွန်တော်ကြတော့အရင်ကပူဆိုရဒါပေမဲ့အခုနောက်ပိုင်းကျကျွန်တော်အတီးနောက် manager လည်းပြောတော့စူတာပေါ့စူတော့မခံနိုင်တော့အရင်တော့ကျလို့တချင်းထွက်တယ်ဆိုရင်ကျွန်တော် cover လည်းမတင်ဘူးဒီတိုင်းပဲတင်ကျင်တဲ့နေကြမှာလို့ဖြတ်တင်လိုက်တာမျိုးပေါ့အဲ့တော့အခုနောက်ပိုင်းကျအဲ့လိုလုပ်ရင်သူကစုရယ်ဆိုတော့ကျွန်တော်အဲ့လိုတေချာလေးအခုမှနည်းနည်းလေးလုပ်တာပေါ့ဟုတ်ကဲ့ပါဆိုတော့ဒါဟိုဖွက်ထားတဲ့ music video တွေရောပရိသတ်ကိုဘယ်တော့ထုတ်ပြမလဲနည်းနည်းတော့ကြာမယ်တင်တယ်ဟိုအခုကကျွန်တော် live video တွေဘာတွေထွက်ဖို့ရှိရဲအဲ့တော့တချင်းကတော့အရင်အထက်ပူထွက်မှာပေါ့ music video တွေကတော့နည်းနည်းနောက်ကြာမယ်ပေါ့ဟုတ်ကဲ့ပါဆိုတော့ဒါအခုပေါ့နော်ဒီဗီဒီယိုနားထောင်နေတဲ့ပရိသတ်တွေဂက်ဘီရဲ့ပရိသတ်တွေအတွက်လည်းဒီဗီဒီယိုကနေအမှတ်တရစကားလေးပြောခဲ့ပေးပါအောင်ဟုတ်ကဲ့ဟိုကျွန်တော်တချင်းတွေလို့နားထောင်တဲ့လူတွေအကုန်လုံးဟိုကျွန်တော်အကျေးဇူးတင်ပါတယ်လို့ဟိုဘာမှမဟုတ်ခဲ့တဲ့ချိန်တွေကစပြီးတော့ဒီချိန်တွေကြီးလို့ကြိုက်ပြီးတော့နားထောင်နေတဲ့အတွက်လည်းကျွန်တော်ဟိုပီတိဖြစ်တယ်ပေါ့အဲ့တော့နောက်တက်လည်းတချင်းတွေထွက်မှာမလို့အားပေးပါအောင်လို့ပြောချင်ပါတယ်ဟုတ်ကဲ့ပါဆိုတော့တချင်းအသစ်တွေထွက်လို့ရှင်လဲဒီဗီဒီယိုကိုထပ်ပြီးလာခဲ့ပေးပါအောင်ဟုတ်ကဲ့ပါလာခဲ့ပါမယ်ဟုတ် This is Team Radio